ကျောင်းကစနစ်ဟုတ်တယ်ကျောင်းလားကျောင်းစတော့ပါနဲ့ဒီမေးတယ်ဒီမေးကောင်းလားโอ้ยဒီလားဒီလားဒီမေးဒီလားတာသမီးရေမာတာရှင်ရတာရန်သူအဲ့ရှင်တွေကဒုညက်တဲ့ရှေ့မှာပဲလို့တိုးတက်မှုတွေအများကြီးများဟောစပါပြီနော်လက်ရှိအခြေအနေမှာတော့နော်လက်ရှိသမီးရဲ့လက်ရှိအခြေအနေအားတယ်ဘာဖြစ်လို့ရှေ့မှာဘဝမှာတိုးတက်မှုတွေပါပြီလို့အများကြီးနေတာညပြီကျေရပြီညောစင်းနဲ့ဥစ္စာပစ္စည်း no ရှိရတာတော့ဘာဖြစ်လို့စုပြီးစားပြီးသားတွေတော့ရှိပါပဲဝင်ငွေအတော့တော့ထွက်ထားလို့ဝင်ငွေလည်းရပေါ့ဘွားရင်ဒီဝါချမ်းသာမနဲ့ပို့ပါဘာကြောင့်ဘုန်းကြီးဟောအိုးအေးအိမ်ယာအစာဝန်မိသားစုကြီးနောက်ဒီမိသားစုကြီးမှာဘာဖြစ်လဲဘုန်းကြီးတက်ကြတယ်ဘာဖြစ်လို့ကောင်းပါလေကောင်းနော်မိသားစုကြီးလည်းအခုမိသားစုဘုရားဆရာတော်ဆရာကမှအောက်တော့လာတော့တာဟုတ်လားဒါမှမသားလို့ပြောတော့မှ freedom ဖြစ်တယ်ဟုတ်အဲ့ဒါ freedom လို့ပြောတာဟုတ်နော်ဒါမှတော့မှစီးရဒီကိလေသာကဒီကိလေသာကဘာကိုခေါ်လဲမိသားဒီကိလေသာကဘာကိုခေါ်လဲမိသားဟုတ်ဒီပိဋကရာကြီးကြတော့ဖြစ်တယ်လို့ဇာတိကလို့ဒီကွာကိုကတ်ထားမိသားမိသားရာကြီးဖြစ်တယ်လို့မေတော်ရာကြီးရာကြီးဘုရားဘာတော်ဘယ်ရာကြီးမနုဿာကြီးလူရာကြီးသေသေသေစာရာကြီးရာကြီးတက်စေရာရာကြီးလူရဲ့ဘုရားကြီးနာမည်စံနာမေရာကြီးအဲ့တော့ဒီအားဒီအားလည်းရှင်းတော့နောက်ပြီးဂျိုးရောက်ပြတာပြတော့ဘယ်ကတ်ကြတော့ဘယ်လိုပါလဲဆိုတော့အဲ့ဒါတော့ဒီမှာလည်းပြရအောင်ကျွန်တော်ပြရအောင်ဟုတ်နော်ဘယ်တော့တောင်းလာအဲ့ဒါမပြောတော့ဆိုဟုတ်ဒီအဲ့တော့ဒီဆက်ရအောင်ပြလိုက်ကြလို့ရပါ၄၅6စက်တယ်ဒါမှမဟုတ်ဒီရာသီနဲ့ပြောတော့လို့ရပါလားရပါတယ်ညာရဲ့